ယောက်ျားရှင်ထမင်းမစားသေးဘူးလား စားရတယ်ကိုစားကြည့်လေစိတ်ထဲမှာတမျိုးကြီးဖြစ်ဒါနဲ့မင်းရောစားပြီလား မစားသေးပါဘူးရှင်ကျမလည်းစားကြင်စိတ်မရှိဘူးကျမလည်းစိတ်ထဲမှာလည်းတစ်ခုခုကိုကြောက်နေတယ်လို့ပဲ ဟမ်ဟောကြောက်ဘာကိစ္စပြောတမ်းမ အဲ့ဒါဆိုရင်ရှင်ရင်ပြော အေးငါလည်းစိတ်ထဲမှာတမျိုးဖြစ်နေတယ်လားပြောရင်စိတ်ထဲမှာကြောက်နေတဲ့ပုံစံဖြစ်နေတာလားဘာလဲဆိုတော့ပြန်စဉ်းစားကြည့်တော့ငါတမရလောက်အောင်ကြောက်နေတယ်ဖြစ်နေငါ့ဘုံမှာခံစားမိတယ် ရွေးကောက်ပွဲမှာ NLD ကအနိုင်ရထားတာကိုရှင်ကမတရားအာဏာလွှဲယူပြီးတော့အခုရှင်ဝစ်လက်မအောင်ကြောက်နေတာမလား မဟုတ်ပါဘူးကွာ သိဦးလေတောက်တောက်ကောက်ဖြစ်နေတာဆိုတော့ မင်းကငါပြောတာမှတ်မိသေး အိုးဘာမှမမှတ်မိဘူး မင်းတကယ်မမှတ်မိဘူးအရင်တည်းကအာနာသိန်းကိုကြိုးစားခဲ့ရလေအရင်တော့ဘာသာရေးအကြောင်းပြချက်နဲ့အာနာသိန်းကိုကြိုးစားတာမအောင်မိခဲ့ဘူးအခုတော့မဲဖို့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့အာနာသိန်းလိုက်တယ်လေအခုကိုယ်တိုင်တမရလောက်အောင်မယ်ဆိုတော့ပြန်စဉ်းစားမိတာဒီသူတွေကငါ့ကိုလေးစားပါမလားလို့ဆိုပြီးစဉ်းစားမိနေတာလေအဲ့ဒီဟာလည်းကိုပြန်ပြီးထိတ်လန့်နေစီတယ်ဟောနော် ဟောမလေးစားလဲဘာဖြစ်လဲရှက်စရာမှမဟုတ်လားကိုလှုပ်ချင်တာကိုလှုပ်ပြီးပြီပဲဘာမှမစားနိုင်မတောက်နိုင်စရာအကြောင်းကိုမရှိဘူးရှင်ဘာဖုံးပေးထားတဲ့ဆေးလေးကိုသာမှန်မှန်တောက်လေ အော်ဒါနဲ့မင်းကဘာလို့စိတ်ပူလဲ ဦးလေးကျမအမေရိကန်ကကြားပြန်ရင်းနဲ့ပတ်သက်ပြီးမလာနိုင်နဲ့လို့ကြောင်စိုးဦးကလေသတင်းပို့ထားလို့အဲ့ဒါကျမစိတ်ပူနေတာ ။ဩအဲ့ဒါပြဿနာမရှိဘူး။ပါပါကြီးကကြားပြကိစ္စကိုဘယ်သူလုပ်လဲဆိုတော့သူကသူလွှတ်ချက်သွားလိမ့်မယ်။စိတ်ပူကြမလို့ ရှင်တပည့်နော် ဒီတေးကြတယ်လို့။ငါတက်မတော်ကာဝေးဦးစီးချုပ်ဂျာတူကနေအနားယူလိုက်တယ်။မဲလုံးစိတ်မချဘူး ဘာဖြစ်လို့လဲ ။တော့တာဘူးစိတ်တယ်။အခုတော့ငါတမရလုပ်မယ်ဆိုတော့ဒီကောင်ငါ့ကိုတိတ်ဖက်မလို့ရှိဘူး။ဒီကောင်သူ့အဖေဆိုးကြီးကိုဟီဟာသွားလုပ်နေတာဒီကောင် အဲ့ဒါဆိုလဲစေးပင်စင်ပေးပြီးအနားယူခိုင်းလိုက်တော့ ။ဟိုဘလို့လို့ရမှာလဲ။ဒီဝတ်မဲရုပ်ကစောက်ခွက်ကြီးရတာမဲနေတာ။ကိုလုံးကြီးကကျဲမှာဝတ်တုံနေတော့ဘလို့စေးပင်စင်သွားပြီးလို့ရမယ်ဟာ ကျမရှင့်ကိုပြောအောင်လေဒီဝက်မဲလုံးကလေရှင်သမရလုံးမအောင်ကြက်ပုံမပေါ်ဘူး ဟမ်ဘလို့လို့ရမှာလဲ ရှင်ဟိုတနေ့ကလေသူ့တော်ကောင်းအောင်ဆောင်ပြီးတော့စိုးကြီးကိုမတ်တက်ကြခိုင်းပြီးတော့အလေးပြုတ်ခိုင်းတာလေအဲ့ဒါစိုးကြီးကကျင်တက်ပုံမပေါ်ဘူးအဲ့ဒါကိုရှင်သိရလားအဲ့တော့ရှင်နောက်တစ်ခါသတင်းစာရှင်းလင်းပွဲလုပ်လို့ရှိရင်စိုးကြီးကိုတော်ချောင်းကောင်းချောင်းလေးပြောလိုက်ပြီးတဲ့အခါကျတော့မှဟိုအကောင်အကြောင်းရှာပြီးတော့ထုတ်လိုက်ပေါ့တော့ โอเคပါချူရေโอเคပါ ဒါပဲပေါ့